ရဲတွေကစစ်ပြန်ကြီးတယောက်ကိုဝိုင်းရိုက်ကြတာဗျာအဲ့ဒါတင်မကဘူးရေမြောက်တွေနဲ့ပါထိုးချိတ်ပြီးသူ့ကောင်းကိုအတင်းကားတုံးဖို့ပါလောက်ကြတယ်အဲ့ဒီအချိန်မှာရန်ဘိုတယောက်တော်တော်လေးကြောက်သွားတာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီတင်တုံးသားကိုမြင်လိုက်တာနဲ့သူစစ်တုံးမန်းဘဝတုန်းကခံခဲ့ရတဲ့နာကျင်စရာအတွေ့အကြုံတွေကိုသွားတတိယမိလို့ပါရှင်တန်ကျင်တဲ့စိတ်နဲ့တင်ရန်ဘိုဟာရဲရရှိတွေရဲ့လက်ထဲကနေအတင်းယုံထွက်ပြီးရဲစခန်းထဲကနေထွက်ပြေးလာခဲ့တယ်လမ်းမှာတွေ့တဲ့ဆိုင်ကယ်တစ်စီးကိုလူယူပြီးအမြင်မောင်းပြေးတာပေါ့ရဲတွေကလည်းကားတွေနဲ့နောက်ကနေတရက်ဆက်လိုက်ကြတာပဲရန်ဘိုလည်းတောထဲကိုဝင်ပြေးပြီးဆိုင်ကယ်ကိုပစ်ထားခဲ့ကတောနက်ထဲအထိပြေးဝင်သွားတော့တယ်ပြင်းလွှားရင်းနဲ့6ကမ်းပါးတစ်ခုကိုရောက်သွားတဲ့အခါရဲတွေကလည်းနောက်ကနေကက်လိုက်လာပြီးလေဒါနဲ့ရန်ဘိုလည်းတခြားရွေးချယ်စရာမရှိပဲ6ထဲကိုစွန့်စားပြီးဆင်းခဲ့ရတယ်အဲ့ဒီအချိန်မှာရဲရဟတ်ရင်ကသူ့ကိုတွေ့သွားပြီးရဲရရှိတယောက်ကတင်းနဲ့လမ်းပစ်ပါလေရောရန်ဘိုလည်း6ထဲကနေပြုတ်ကျလို့နီးပါးဖြစ်သွားတာပေါ့ကြီးစံတွေလွတ်အောင်6ထဲကိုခုံချလိုက်တဲ့အခါကန်ကောင်းကျင်တော့တစ်ပင်တွေနဲ့ညီးပြီးအသက်ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီရဲရရှိကသူ့ကိုအလွတ်မပေးသေးဘူးဗျရန်ဘိုကလည်းခဲတလုံးကိုကောက်ပြီးရဟတ်ရင်စီကိုလမ်းပေါက်လိုက်တာရဟတ်ရင်ကတုံခါသွားပြီးအဲ့ဒီရရှိဟာဟတ်ရင်ဘော်ကနေပြုတ်ကျကတေဆုံးသွားခဲ့တယ်ရန်ဘိုကတော့အဲ့ဒီရရှိရဲ့တင်းနဲ့ကိုကောက်ယူလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲရဲရရှိကျုံနဲ့သူ့ဖွဲ့သားတွေ6ကမ်းပါးကိုရောက်လာကြတယ်ဒီတခါတော့ရန်ဘိုကထွက်မပြေးတော့ပဲငင်းချမ်းရေးလုပ်ဖို့စူးစမ်းခဲ့ရမယ်အရာရှိချုပ်ကသူ့ကိုတင်းနဲ့ချက်ချင်းလမ်းပစ်တယ်ကန်ကောင်းတာကအဲ့ဒီအရာရှိချုပ်ကတင်းနဲ့ပြက်အတော်လေးညံ့တာဗျဒါနဲ့ရန်ဘိုလည်းတိမခံနိုင်တော့ပဲပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်ရန်ဘိုဟာတောင်တက်လမ်းဘေးမှာပုံနေပြီးကုန်တင်ကားတစ်စီးပေါ်ကိုခုန်တက်လိုက်တယ်ပြီးတော့မြို့ထဲကိုပြန်မောင်းလာပြီးတက်စီဆိုင်ထဲကိုတဲ့ကြီးဝင်တိုက်လိုက်တော့တာပဲကားကိုမိရှို့လိုက်တဲ့အခါပောက်ကွဲမှုကြီးဖြစ်သွားပြီးနီးစက်ရရဲတွေအားလုံးမိတက်ဖို့ရောက်လာကြတယ်အဲ့ဒီနောက်ရန်ဘိုကရဲစခန်းပြင်ဘက်ကိုရောက်လာပြီးလျှက်စစ် transformer ကိုဖျက်ဆီးလိုက်တဲ့အတွက်တပတ်ဝန်းကျင်လုံးမောင်းတိကျသွားတာပေါ့သူကစက်တင်နဲ့ရဲစခန်းကိုတရက်ဆက်ပစ်ခတ်ပါတော့တယ်အရာရှိချုပ်ကလည်းဒေါသထွက်ပြီးရန်ဘိုကိုချောင်းပစ်ဖို့အမိုးပေါ်တက်သွားတယ်ရန်ဘိုကဒါကိုရိပ်မိပြီးသားဆိုတော့မျက်နှာချက်ကိုတဲ့ပစ်လိုက်တာအရာရှိချုပ်ကိုကြီးစံတွေထိမှန်ပြီးအောက်ကိုပြုတ်ကျလာပါတော့တယ်နောက်ဆုံးမှာတော့ရန်ဘိုဟာအရာရှိချုပ်ကိုရှင်းလင်းပြီးနောက်အဖမ်းခံလိုက်ပါတော့တယ်